大理，明年的谁干嘛？我打包没住不，打包没住不，你干嘛？你哎谁干嘛？明前呢，明生单那里，没别人家可怜掉吧？没知道咱们东阿啥嘛那个？你ပြောတော့မှန်ပါလေဒါပေမဲ့လေကျွန်တော်အဖေမဆုံးခင်မှာမှာခဲ့တဲ့စကားတစ်ခုကတော့ကျွန်တော်ဘယ်တော့မှမေ့လို့မရဘူးအနေဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ်ကျွန်တော်အဖေကိုပေးခဲ့တဲ့ကတိကိုတော့ကျွန်တော်တင်မဖြစ်မယ်အနေအဲ့ဒါမှလေကျွန်တော်ဟာခေပညာတတ်တဲ့ယောက်ျားကောင်းတစ်ယောက်ဖြစ်မှာအနေ 对嘛？你陪来对多比是咯？你陪白晒木的阿龙啊，我若大米都要过，阿比阿白晒就晒了呢，阿公龙乱给的。我若话哩，没得呀嘞，把这苦嘛没落铺，得呀乌不的阿呆没落达，好了嘛？你陪啊晒就晒了呢，乱比多啦，没有人拍机要，拍他妈的没好吧？我要拍钱拍。OK ပါဒီ ပြောနေတာ哦ညီဖေသေးသွားတော့သူ့ရဲ့ပိုင်ဆိုင်မှုတွေအားလုံးနဲ့ညီနေရဘာတစ်ခုမှမတတ်ဆိုင်တော့ဘူးအဲ့ဒီတော့နင်နေခြင်းတဲ့နေရာမှာသွားနေလို့ရတယ်ဒီမှာနေခြင်းလဲနေပေါ့ ဟုတ်ကဲ့ပါအန်တီဒါပေမဲ့သမီးကလောလောဆယ်သွားကြနေရလဲမရှိတော့လေအဖေခေါင်းချခဲ့တဲ့ဟော်ရီအိမ်မှာပဲဆက်နေပြပါ နင်ငါတို့ပိုင်တဲ့အိမ်မှာနေစင်နေဆိုလို့ရှိရင်နင့်အဖေရှိနှောကနင်ချိုးခဲ့တဲ့အချိုးတွေအကျိုးတွေအကုန်လုံးပြင်ရမယ်နော်ဟွန်းပြီးတော့ငါတို့မမေကိုလည်းအန်တီလို့မခေါ်ရတော့မမေကြီးလို့ခေါ်ရမယ်ပြီးတော့ငါတို့ညီမနှစ်ယောက်လည်းမမကြီးမမလေးလို့ခေါ်ရမယ်ကြားလား ဟုတ်ကဲ့ပါဝမကြီး ဟာဘယ်လိုငါသမီးရောဘယ်မ မမကြီးလို့ခေါ်တာပါဘယ်တော့ နေတော့မယ်နော်မိဆက်ကြံသေးရနော်ငါတို့သားမိ3ယောက်အတွက်ကိုလည်းမနက်စာ breakfast ကို6နိုင် race time မှာဖြစ်နေစီနော်ကြားလားအော်နေရှိသေးရဲ့ပြီးရင်ဒီအိမ်နဲ့ပတ်သက်တဲ့ကြမ်းတိုက်တာတွေခံသိမ်းတာတွေအဝတ်လျှော်တာတွေအိုးအိမ်လုံးကိစ္စအကုန်လုံးညီတယောက်တည်းပဲလုပ်ရမယ်ကြားရနော် ဟုတ်ကဲ့ပါဝမလေး ဟဲ့အပြမီလောက်လိုက်စားမှာဒါလောက်ပြောနေတာတော့မှအချိုးကိုမပြေဘူးသွားနောက်ဖွင့်မှလုံးဆရာရှိရတယ်အများကြီးပဲသွားလို့အဝတ်တွေလျှော်ဆရာရှိတယ်သွားလျှော်သွားလို့ပြောနေတယ်လေအော်ဆောင်းကန်လိုက်တော့တေအောင်မယ်ဒီကောင်ဟုတ်ပါ မေ ဟေး တကယ်အဖိုးကြီးကသူတို့ပိုင်တဲ့အိမ်ကိုသမီးတို့ကိုပေးခဲ့ရလား ဒါပေါ့ ဒါဆို ဒါပေါ့သမီးရဲ့တကယ်လည်းမထုတ်ဘူးထားပေါ့ဒီလေးဘယ်လိုလုပ်ရမလဲအဖိုးကြီးကတော်ရီတို့ရှိတယ်လေတွေးတာတိုးတာသူကဓာမောက်ကြိုက်တယ်နော်အမေကလေတပွဲကိုနှစ်ပွဲစာတစ်ခါတည်းထည့်ကျွေးလိုက်တာနောက်ပြီးတော့အမေကအချိုပွဲလေးတဲအောင်ကူလို့ဆိုပြီးတော့လေဒူရင်သည်3လုံးအမေဒုတိယနေ့လည်းရောက်ကွာကြက်စီတမင်းလေးကျွေးလိုက်တယ်နောက်နေ့ကျတော့လေုံတို့ခေါက်ဆက်ထပ်ကျွေးလိုက်တယ်ဒါလောက်ကျွေးမှတော့ဒါလောက်တွေးတိုးတတ်တဲ့အဖိုးကြီးပြီးပြီပေါ့အမေကလေဒီအိုကြီးအိုမရွတ်တွနေတဲ့ဟာကြီးကိုငါကြိုက်မလားဟဲ့ငါသမီးလေး2ယောက်ရဲ့ဘဝရှေ့ရေးအတွက်ငါယူလိုက်တာဒီချားတဲ့လေဟိုလင်မာသမီးဟိုကောင်မလေအဲ့ကောင်ကပါသေးတယ်ရှုံနေတာပဲ အော်မမေရဲ့သူ့တော့ထားလိုက်ပါသမီးတို့အိမ်ခေါ်မလို့တော့ဘူးပေါ့ ပြီးတော့ ဘာလို့ဦးနေရလဲ အော်သမီးအိမ်ကြီးလှမ်းနေနေလေအဲ့ဒါတချင်းလေးညီးနေတာ နင့်ဟာလည်းတချင်းကြီးရတယ်မတူခွေးဦးနေတယ်လို့ပဲ ဟဲ့အိမ်နေလှမ်းပြီးမြင်ခချင်းထဲဝင်ပဝင်းကြကြလေတိတ်ဆက်ညမနှိမ့်ဆက်တယ်လို့ထင်နေအောင်မယ်ဟဲ့တကယ်အခုတူမမသွားမယ်ရှင်ဟောသွားလိုက်တာများဟဲ့ဒါလည်းနေပါဦးဟိုစင်တွဲလာကားထဲမှာကျတော့စင်တွဲလာကလေအိမ်အလုပ်တွေလုံးနေတချင်းကြီးဆိုတဲ့ခါတိုင်းနှက်လေးတွေရောက်လာငါလည်းကြတော့ချင်းဆိုတာဟိုမမနဲ့ကောင်ရောက်လာဘယ်လိုလဲတွားလမ်းတော့ ဟုတ်ကဲ့ပါတေးသေးချာချာလေးအခန့်လိုက်ပါမယ်ရှင်စိတ်ချပါဟုတ်ကဲ့ကျေးဇူးပါရှင်အငယ်မနဲ့ကြီးမရေအငယ်မနဲ့ကြီးမမလေး ဘာဖြစ်လို့လဲမေ ခေါ်လိုက်ရတာဟဲ့ ညလေဖြည်းတတာပြောလေ ဖြည်းဖြည်းသက်သာမပြောနိုင်ဘူးအရေးကြီးလို့
ငါတို့သားမိတွေအတွက်လေဘဝရှေ့ရေးအတွက်ကိုအရေးကြီးလို့ပြောတာရှိလာကြလို့ရှိရင်လေတထေးသားလေးတယောက်နိုင်ငံခြားကနေမေမေတို့အိမ်ကိုလာမယ်ဟုတ်တယ်အဲ့ဒီတထေးသားလေးအဖေနဲ့ဒီအိမ်ကအဖိုးကြီးနဲ့ကငငယ်တော့ကတငယ်ချင်းတဲ့တထေးသားလေးအဖေရဲ့အသက်ကိုဒီအိမ်ကအဖိုးကြီးကကဲခဲ့ဘူးတဲ့အဲ့ဒါကြောင့်ကျေးဇူးရှင်ရဲ့သမီးလေးဟိုကောင်မလေနောက်ဖွေးရောကောင်မကိုလေလက်ထပ်ပြီးတော့စောင့်ရှောက်ပါမယ်လို့ကတိပေးထားခဲ့တယ်တဲ့ ဒါဆိုလို့ရှိရင်ဟိုကောင်မအဆမအကောင်းစားတော့မှာဗောမင်းရဲ့ ဘာလို့ကောင်းစားရမှာလဲမကောင်းစားစရာပါဘူးအမေတယောက်လုံးရှိပါတယ် မမေကဘယ်လိုလုပ်မှာလဲ ဘလို့လို့ရမှာလဲအဲ့ဒီတထေးသားလေးမေမေတို့အိမ်ကိုလာတဲ့နေ့ကျရင်ငါသမီးလေးနှစ်ယောက်ကအလှဆုံးပြင်ဆင်ပြီးတော့တထေးသားလေးနဲ့တွေ့ရမယ်နော်သမီးတို့နှစ်ယောက်တည်းကတယောက်ကိုတထေးသားကကြိုက်လို့ညားသွားရင်ပွဲပြီးပြီလေပွဲသိမ်းသဘောပေါက်လား မင်းအဲ့ဒါမဖြစ်နိုင်ဘူးထင်တယ်နော်မင်း ဘာလို့မဖြစ်ရမှာလဲသမီးရဲ့ တမျိုးမျိုးဟောနေတော့ဟိုကောင်မကိုပဲရွေးသွားမှာဗောမင်းရဲ့ပြီးတော့တမကတလားတွင်ပင်အောင်လည်းမလုံးနိုင်အစားလည်းမလျှော့နိုင် ငါတို့ကဒီထပ်ပို့ပြီးလာမလုပ်နိုင်တော့ဘူးလေ อือ အဲ့တော့အကောင်မကိုပဲငါတို့ထပ်ပို့ပြီးရုပ်ဆိုးသွားအောင်ပို့ပြီးဝသွားအောင်လို့ငါတို့လုပ်လိုက်မယ်ဆိုရင်ရော โอเค ကွန်ဖာညီမလေး တူလေးဒီမှာ ခုနကဟိုပြင်းနေစားနေရလားမမစိတ်မကောင်းဘာလို့ငါပြင်းနေစား ဟိုလေအဲ့ဒီမဆန်းနာ ဘောင်းလေးနဲ့ နေ့ကငါပြီးနေမှာစားလေ ဘာမှမစား ပါတော့ပါဘူးဒီမှာ ဒါဘောင်းလေးနဲ့ညစ်လေးနဲ့စား မဟင်းနှစ်လေးနဲ့စားထွက်စားပါမင်းတို့လေးရလား ဒီဟာဒီအားလုံးကမိုးစောက်ကျွေးရပါဟင် ဟုတ်တယ်စကလေးကိုကြွေးတာစားစား ဟုတ်ဒီတိုင်းကျွေးမှာမဟုတ်နော်နှစ်နိုင်ခါတစ်ခါခဏခဏကိုကျွေးရမှာဟိုကျွေးရတဲ့ကောင်အောင်စားမှာနော် ညာကြလို့ရှင်လေဒါစားကျင်သေးလေတက်စီသမင်းတို့နောက်ထပ်လေဟိုစားကျင်တဲ့ဟာပြောအကုန်လုံးရှိရသေးလား အော်မမဝယ်ထား cheesecake တွေရှိသေးရဲ့လေ ရှင်ရတဲ့ထားထဲမှာကြိုက်တဲ့ချိန်ယူစားနော်ယူမစားပါနဲ့လာကြွေးလိုက် ဟုတ်တယ်မမတို့ကိုယ်လာကျွေးမှာအခုလည်းနော်ဒီနှစ်ပွဲလုံးတစ်ခါတည်းကောင်အောင်စားမှာနော်စောင်းဒါနဲ့ဒါရအစ်စ်ခလာလိုက်မခါပါဘူးချက်လုံးလို့ကျွေးရစားစား ဟိုစားနော် စားနော် အော်သားလေးရောက်လာပြီထိုင်မှာသားရဲ့မင်္ဂလာပါမင်္ဂလာပါ ဘယ်လိုလဲ မင်္ဂလာပါ ချင်းမစွဲချင်တာနဲ့လေးစကနေတန်းပြီးဒီဟိုပဲတန်းလာလိုက်တာ အိုးအဲ့ဒါဆိုသားလေးပင်မနေရောပေါ့သားရဲ့မင်္ဂလာနော်သားလေး ဟုတ်မင်္ဂလာပါလေး သမီးလေးနှစ်ယောက်ကလည်းဘာလုပ်နေလဲမသိပါဘူးသမီးငယ်လေးသမီးကြီးရေသမီးလေးတို့ရေဟဲ့အဲ့တဲ့ရောက်နေပြီမင်းမြန်မလာဘူးကွယ် သူတို့ကဘာတူလဲမသိဘူး ။အော်သူတို့နှစ်ယောက်ကအန်တီရဲ့သမီးလေးတွေလေသားလေးရဲ့ဒါကသမီးကြီးလေးကေတီတဲ့။ဟောတာကသမီးငယ်လေးဒေးစီဒီကဘေဘီ ဗျာ ။အော်အန်တီနာမည်ကိုပြောတာပါသားလေးရဲ့ အနီးဘေဘီ ။အေးပေါ့သားလေးရဲ့ဟုတ်တယ်။ဒီသမီးလေးနှစ်ယောက်ကိုလေအန်တီကဂယုဒီဇိုင်းနဲ့ပိုးမွေးသလိုအရေးတကြီးကြီးနဲ့မွေးခဲ့ရတာသားလေးရဲ့။ရင်ပိုးတော်မတမ်းဘူးပါဘူးသားလေးရဲ့။သူတို့ကလေအိမ်မှုကိစ္စတွေအားလုံးလဲနိုင်နှင်းတယ်တကယ်မိန်းမကောင်းလေးတွေပေါ်သားရဲ့ တကယ်တော့လေကျွန်တော်ကအနီးရဲ့ဒုတိယအမျိုးသားဦးဖို့မောင်ရဲ့သမီးမိုးစောကိုလာတွေ့ရပါသူကရော ။အော်အဲ့ဒီသမီးလေးအကြောင်းတော့မပြောချင်ပါဘူးသားလေးရဲ့။အန်တီကလေသူ့ကိုတနာလဲတနာတယ်။သားသမီးချင်းလဲကိုချင်းစားတယ်။ကို့သမီးလေးလို့သဘောထားတာသားရဲ့။ဒါပေမဲ့အဲ့ဒီသမီးလေးကလေရောင်းမမြေစီထွက်တာသားရဲ့။အိမ်ကခြံဆောင်နဲ့လိုက်ပြေးသွားတယ်လေ ဗျာ ပြောင်းနေပါလေအကိုရဲ့ဟိုသူနဲ့ကိုလည်းမတန်ပါဘူး ဟိုပြီးတော့ဘာပဲဖြစ်ဖြစ်မင်းရဲ့လေးလို့ရှိရပဲဟိုရွှေဆိုတာလေရွှေတင်းထက်မှမြတ်တာဟုတ်ကဲ့ကိုရီတောက်ပါဦး ။ဘာတော့ခါချလို့မတော်တယ်လေ။ဘာကထားလဲ 你要不是他，要不叫呢？ သူကဘာတူလဲခင်ဗျာ စမဦးဖုံးမောင်ရဲ့သမီးမိုးဆက်ပါ ဟမ်အနီးပြောလို့မိုးဆက်ကခြံဆောင်နဲ့လိုက်ပြေးသွားတာဆို ။ဟက်ကောင်မအခုချိန်ရင်အထက်ပြောင်းဝင်စား အဲ့ဒါတွေအားလုံးကသူတို့တာမီတုံအောင်ကောက်ကျစ်စင်းနေတဲ့အကြံနေနဲ့လက်ကြံဖန်နေကြတဲ့ဗဆက်ဆက်လန်နေလေပြီးတော့
အကိုကညီမကိုခေါ်ရမှာလေသူတို့ကမလိုလားကြအောင်ပြီးတော့အကိုပိုင်ဆိုင်တဲ့ပိုင်ဆိုင်မှုတွေအားလုံးအောင်သူတို့ကလိုချင်လို့သူ့သမီးညှောက်တဲ့တယောက်နဲ့ညားအောင်လို့အကောက်ကြံနေကြတာလေကျမအဖေကိုလောက်ကြံခဲ့တာလဲသူတို့ပဲ ဟမ် ဟဲ့ကောင်မနင်းဒီလိုလား ဒါဆိုနင်အားလုံးသိသွားပြီဆိုတော့ငါနဲ့မေးပါအောင်မယ်နင်ကဘာလဲစုံးမလား ဟွန်း မေးပါနင်ကလေငါတို့တော့ခတ်ထားတဲ့ဟာကိုရအောင်ထွက်လာနိုင်တယ်ပြီးတော့လေတလာလုံးမျိုးလေအစီအစိမ့်နေမုံနေတရက်ဆက်ကြည့်ရတာမှနင်ပုံစံကဘာမှမပြောင်းလဲနေနင်လူမဟုတ်ဘူးမလားနင်ဆုံးမမလား ဘာဆုံးငါမှမဟုတ်ဘူးရှင်တို့သားမိ3ယောက်ကျမကိုရုံးမှာဖို့တော့တိုင်ပင်ခဲကွာကျမအားလုံးကြားခဲ့ပြီလားတတိလည်းအားလုံးယူထားတယ်လေအကိုမလာခင်တလအတွင်းမှာကျမကိုပုံပြတ်သွားအောင်တမင်သက်ရွယ်ချက်ရှိနေလေအစာအတောက်တွေအစီစိတ်တွေကိုဒီညီမညောင်ကျွေးခဲ့ကြတာရှင်တို့ဘလို့ပဲရုံးမှာကျမခဏကပုံပြတ်မသွားအောင်မှကုညီပေးတဲ့သူရှိတယ်သူနဲ့မင်းကကွန်မွန်နဲ့ အဲ့ကွန်မွန်ဆိုတာဘာကြီးလဲ ချမ်းဆောင် ဘယ်ကချက်တော့မှာလဲကွန်မွန်ဆိုတာလေကွန်မွန် dietary supplement ကိုပြောတာသူကပင်စင်းမဟုတ်နော်တဘာဝအစီချဖြည့်ဆွတ်စားအစီအစ်စ်တွေကိုတားဆီးပေးတယ်စားသမျှအစားအစာတွေထက်မလိုအပ်တဲ့အစီပိုးတွေကိုစွတ်ယူပေးနိုင်တယ်ချီတိုဆန်နဲ့ခတ်တက်စ်ပါဝင်တယ်အစီကြောင့်တမဟုတ်ပဲနဲ့ဝိတ်ထိန်ဖို့အစီထိန်ဖို့နဲ့တိတိတသာကြားချင်တယ်ဆိုလို့ရှိရင်တစ်နေ့ကိုနှလုံးကနေ3လုံးအထိတောက်လို့ရတယ်အဲ့ဒါကြောင့်ရှင်တို့ညီအမကျွေးသမျှအစီတွေကဝိမတက်ပဲနဲ့ဝမ်းကနေတဆင်စားသမျှအစီတွေကိုစွန့်ထုတ်ပြီးတော့ဝမ်းမလာတာပေါ့ရှင်တို့ညီမတွေမတရားကျွေးတဲ့နားစာကိုစားပြီးတော့ကျမဝိတ်တက်မှာဆိုလို့ကွန်မွန်ညာဘက်ထားပြီးခိုးတောက်နေနေနဲ့ရှင်တို့တွေကျမကိုတော့ခတ်မယ်ဆိုတဲ့အစီအစဉ်ကျမကြားခဲ့အောင်အဲ့ရကျမလမ်းထိပ်ကိုသွားပြီးတော့တော့ပြင်းတဲ့ကလားနဲ့ လိုက်သွားတာ အဲ့ဆရာလားတော့ခွင့်နေကိုကြိုပြီးသင်ခဲ့တာ ညတို့လည်းတော်တော်ရုံးမှာကြောက်ပဲဗျာ တာလေမင်းနဲ့ဒီအစေခံမအောင်ငါသဘောမတူဘူးဒီကောင်မကဒီအိမ်ရဲ့အစေခံမမင်းအခြေအနေမင်းရဲ့အဆင့်အတန်းနဲ့လေမင်းပညာတတ်ကလေးတယောက်ပါမင်းဒီလောက်တော့မတုံးအားစားမှနဲ့ကွာ အနီပြောတာမှန်ပါလေဒါပေမဲ့လေကျွန်တော်အဖေမဆုံးခင်မှာမှားခဲ့တဲ့စကားတစ်ခုကတော့ကျွန်တော်ဘယ်တော့မှမေ့လို့မရဘူးအနေဘလို့နည်းနဲ့ပဲဖြစ်ဖြစ်ကျွန်တော်အဖေကိုပေးခဲ့တဲ့ဂတိကိုတော့ကျွန်တော်တီမဖြစ်မယ်အနေအဲ့ဒါမှလေကျွန်တော်ကခေပညာတတ်တဲ့ယောက်ျားကောင်းတစ်ယောက်ဖြစ်မှာအနေပြီးတော့လေမိုးဆက်ကလေအနေရဲ့တမီးရင်မဟုတ်တဲ့အတွက်ကြောင့်အနေမှာတားဆီးပိုင်ဝင်မရှိဘူးနော်ဒါမိုးဆက်ကိုနဲ့လိုက်ခဲ့ 哦，我靠，我还看 ငါရပါ မကောင်မနင်လိုက်သွားရင်လိုက်သွားကြည့်နင်ဒီအိမ်ကနေလေဘဲမှကိုမသွားရဘူးကြားတယ်နော်ဟုတ်တယ်ကျမဒီအိမ်ကနေပြောလေဘယ်ကိုမှတော့သွားစရာမလိုဘာလို့လဲဆိုတော့ဒီအိမ်ကကျမအဖေပိုင်နေကျမရဲ့အိမ်ပဲကျမလေတက်တေအားလုံးလည်းရှိရယ်ကျမအဖေကိုရှင်တို့တာမီလက်ကြံခဲ့တာရောပိုင်ဆိုင်မှုတွေအားလုံးမတရားယူခဲ့တာရောတကယ်တော့ဒီအိမ်ကနေထွက်သွားမှာကျမမဟုတ်ရှင်တို့တာမီ3ယောက်ပဲ ဟဲ့ကောင်မနင်ကဘသူအားကိုနဲ့ငါတို့သားမိတွေကိုမောင်းထောက်နေရတာလေ ဘသူအားကိုရမှာလဲကွန်မွန် dietary supplement အားကိုနဲ့လေကွန်မွန်ကလေကျမရဲ့ခန္ဓာကိုယ်မှာရှိတဲ့မလိုအပ်တဲ့အဆီပိုးတွေဖယ်ပြီးရုံနာမကပဲနဲ့ဒီအိမ်တက်မလို့အပ်တဲ့အဆုတ်ထုတ်ရှင်းတို့တာမီ3ယောက်လဲမောင်းထောက်နိုင်အောင်လို့ကုညီပေးခဲ့တာလေကျမစီမှာတက်တေအားလုံးရှိတယ်ကျမရဲကိုဖုံးဆက်ထားပါပြီမကြခင်ဒါလည်းမရှင်းတို့ပြင်ဆင်ထား မရဘူးဒီအိမ်ကငါအိမ်ငါပိုင်တဲ့အိမ်ငါအိမ်ဟဲ့ငါအိမ်ဟဲ့ကောင်မနင်ကလေငါတို့သားမိ3ယောက်ကိုဒီကွန်မွန်နဲ့အနိုင်ယူလိုက်တာပေါ့လေဟာလားနင်ကလေငါတော့မကျေဘူးဟဲ့မကျေဘူး တော်သေးရပေါ့ကျမဘက်မှာကွန်မွန်နဲ့ကိုနဲ့ရှိနေလို့